အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုရွှေဘို channel လေးကနေမိတ်ဆွေများအားလုံးကိုမင်းတွေ့စွာပြန်လဲပြီးတော့ကြိုဆိုနှုတ်ခွန်းဆက်ထားလိုက်ပါတယ်ခုပြီးတော့ပိုင်း live ကိုကြည့်နေတဲ့လူတွေဒီတစ်ပတ်မှာတလင်းလာအင်္ဂါတရက်မှမရသေးဘူးတရက်မှမပေါက်သေးဘူးဆိုတဲ့တူတီဝါနာရှင်တွေအားလုံးပဲဒီဗီဒီယိုပိုင်း live ကိုအစားဆုံးလေးကြည့်နေပါတယ်နောက်ပြီးတော့ကျွန်တော်မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲဒီညနေပိုင်းမှာကျွန်တော်တို့တစ်ခွန်ဆိုတဲ့ကဏ္ဍမျိုးထွက်နေနော်တစ်ခွန်ဆိုမျိုးဆိုတဲ့ကဏ္ဍမျိုးထွက်ရင်တပတ်စာမဖြစ်မနေမွေးရမယ်မွေးကဏ္ဍနှစ်ကွက်ရှိမယ်နောက်ပြီးကြရင် formula စိုက်ရမနမန်ကဗုဒ္ဓဝုနေ့မန္တပိုင်းမှာဒီလိုအင်္ဂါနေ့ညနေပိုင်းမှာတစ်ခွန်ဆိုတဲ့ကဏ္ဍမျိုးကြရင်ဗုဒ္ဓဝုနေ့မန္တပိုင်းမှာမဖြစ်မနေ formula စိုက်ရကောင်းလည်နာကြ formula စိုက်ရတကွာကောင်းကဏ္ဍလေးကိုကျွန်တော်ဒီဗီဒီယိုဖိုင်လိုက်ကလေးမှာကျွန်တော်ညီကိုမိတ်ဆွေများအားလုံးကိုပြောပြချပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စကားလေးတွေကိုလက်စစ်မသွားနေတော့ဘဲနဲ့ကျွန်တော်တို့တွေလုပ်ငန်းသဘောလေးတွေကိုပဲကျွန်တော်အကုန်မတွေအားလုံးကိုအဓိကပြောပြရစေအခုတော့တဲ့အနေနဲ့မိတ်ဆွေများအားလုံးပဲကျွန်တော်တို့တစ်ခွန်ဆိုတဲ့ကဏ္ဍမျိုးကျွန်တော်တို့တွေလာပြီးသွားတိုင်းတပတ်စာမဖြစ်မနေမွေးရမယ်မွေးကဏ္ဍနှစ်ကွက်ရှိပါမယ်အဲ့ဒါလေးတွေကဘာတွေလဲဆိုရင်1 2က1 5ရယ်နော်1 2ရယ်1 5ရယ်1 2 1 5နှစ်ကွက်ထဲတပတ်စာမွေးရမယ်ဗုဒ္ဓဘူးကြာတာပရိတောက်ကြ3ရက်ကြံနေတယ်အဲ့ဒီ3ရက်မှာအဲ့ဒီမွေးကဏ္ဍနှစ်ကွက်ကိုမဖြစ်မနေအားလုံးဘက်ကလည်းမွေးရနော်ဒါမွေးကဏ္ဍနှစ်ကွက်အတွက်ကိုပြောပြပေးတာဖြစ်ပါတယ်လိုအပ်တဲ့လူတွေယူသုံးလို့ရပါတယ်ကဲကျွန်တော်ဗီဒီယိုဖိုင်လိုက်ကလေးကိုအခုကြည့်ရှုနေတဲ့တူတီဝါနာရှင်အားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေအားလုံးပဲချမ်းသာကြပါစေချမ်းသာကြပါစေလိုရာဆန္ဒတွေကိုမတောင်းမတမကြောင်းမကြပဲရရှိပိုင်ဆိုင်တဲ့အကိုမတွေအားလုံးပဲဖြစ်ပြီးယေရနာစိန်ကြောင့်10တောင်တိုင်းကစားနိုင်တဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲဖြစ်ပါစေဆုတောင်းပေးပါနော်ကျွန်တော်ဘက်ကနေပြီးတော့ကိုရွှေဘို channel လေးကနေမိတ်ဆွေများအားလုံးပဲဒီ channel အသစ်ဖြစ်ပါတယ်channel အသစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့သိတဲ့မိတ်ဆွေတွေရှိတယ်လို့မသိတဲ့မိတ်ဆွေတွေအားလုံးလည်းရှိတယ်။သိတယ်ဖြစ်စေမသိတယ်ဖြစ်စေအကူမတွေအားလုံးဘက်က channel လေးကိုတယောက်မကြံ like and subscribe လေးတွေတယောက်မကြံနှိပ်ပေးထားရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်။အပတ်မကြည့်ရင်တော့လောက်သွားပြီ။ဗီဒီယိုဖိုင်လေးကိုလည်း like လက်မလေးတွေမနေရသေးနှိပ်ပေးသွားပြီ။ share အောင်လေးမလုပ်ရသေးဘူးဆိုရင်လည်းအပတ်မကြည့်ဘူးဆိုရင်တယောက်တစ်ချက်စီ share အောင်လေးတွေလုပ်ပြီးကျွန်တော်ကိုကူညီသွားပေးကြပါဦးဗျာနော်ဟုတ်ပြီ။ညီကိုမိတ်ဆွေများအားလုံးပဲကျွန်တော်တို့မနက်ဖြန်ကဗုဒ္ဓဝုနေ့မှာဆိုရင် formula site အရာเนาะ formula site ကြကလင်နာ site ကြလုံးဝလာနိုင်ခြင်းအရာအကောင်းဆုံးတစ်ခွက်ကောင်းကနန်းရှိမယ်เนาะလာနိုင်ခြင်းအရာအကောင်းဆုံးတစ်ခွက်ကောင်းကနန်းရှိမယ်ထိုးရဲမှာထိုးပါကျွန်တော်ကတော့เนาะနာမည်ဒီကျွန်တော်ရွှေဘိုးဆိုတဲ့အထိုင်ပဲလုံးဝเนาะရွှေတွေငွေတွေမှာအကူမတွေအားလုံးပဲဘုံဖြစ်နေရမယ်ကျွန်တော်ဗီဒီယိုဖိုင် live ကိုအမြဲတမ်းကြည့်ပြီးအားပေးဝင်ရတယ်အမြဲတမ်းကြည့်ရှုပြီးတော့ကျွန်တော်ပေးတဲ့ကဏ္ဍကိုယုံကြည်စိတ်ရတာထိုးတယ်ထိုးသားဝါဒနာရှင်နေဆိုရင်ကိုရွှေဘိုးအကြောင်းအားလုံးသိတယ်နော်ကိုရွှေဘိုးအကြောင်းအားလုံးသိတယ်မိတ်ဆွေများအားလုံးဆိုတော့တကွက်သေးဆိုရင်တကွက်သေးပြောပေးတာနော်တကွက်သေးဆိုရင်ကျွန်တော်ဘက်ကတကွက်သေးပြောပေးတာပါအကူမတွေအားလုံးကဘိုးလိုလည်းမပြောသလိုလိုအပ်တာတဲ့ပို့ပြီးတော့လည်းကျွန်တော်ဘက်ကမပြောဘူးဒီဗုဒ္ဓဝုနေ့မှာထိုးရဲမှထိုးတကွက်တဲ့ကဏ္ဍရှိမယ်။ formula site ရလည်းအရန်ကောင်းတယ်။ calendar site ကြလည်းအရန်ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့အရန်ကြိုက်တယ်ဗျ။ခုနကကျွန်တော်ပြောပြခဲ့တဲ့ကျွန်တော်တို့တစ်ခွန်ထွက်ထားတဲ့အတွက်ကြောင့်မလို့မွေးရမယ့်ကဏ္ဍက1 2နဲ့1 5နှစ်ကွက်ပဲရှိတယ်။နော်1 2နဲ့1 5နှစ်ကွက်ပဲရှိတယ်။အဲ့ဒီနှစ်ကွက်မှာမိတ်ဆွေများအားလုံးပဲဒါတပတ်စာမွေးရမှာဗုဒ္ဓဝိချတာပြီးတောက်ကြ3ရက်စီရတော့မွေးရမှာစင်ပြင်းတော့မွေးတော်ဗျာနော်ဒါကြိုက်တဲ့လူရှိလို့မကြိုက်တဲ့လူတွေရှိတယ်နေ့တိုင်းကိုပဲအဓိကမဲပြီးကစားတဲ့လူတွေရှိတယ်နေ့တိုင်းညီကိုမိတ်ဆွေများအားလုံးအတွက်ကျွန်တော်တို့မနက်ဖြန်က24ရက်12လ2025ဗုဒ္ဓဝုနေ့တဏီကုံစာပါနော်တဏီကုံစာမှာကျွန်တော်အကြိုက်ဆုံးဝါချင်းမဲ့ပတ်တီးလေးကတော့2ပိုင်2ပတ်တီး6ပိုင်6ပတ်တီးဖြစ်ပါတယ်ဗျနှစ်ပိုင်ပတ်ဒီ6ပိုင်6ပတ်ဒီပါအမျိုးတို့နှစ်ကြိုက်နေတဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲနှစ်ကိုပတ်လို့ရပါတယ်6ကြိုက်နေတဲ့မိတ်ဆွေအကိုမှညီကိုမောင်နှမတွေအားလုံးပဲ6ကိုပတ်လို့ရပါတယ်နှစ်လည်းအရန်ကောင်းသလို6ဒီလည်း
အရန်ကောင်းတဲ့နေမှာပါပါတယ်အဲ့တော့ယုံကြည်သလိုထိုးလို့ရပါတယ်နှစ်နဲ့ပတ်သက်လို့ထိုးရမယ်အထူးမိန်ကဏ္ဍ၄ခွက်ပဲရှိတယ်တေချာလေးတော့မှတ်နှစ်နဲ့ပတ်သက်ထိုးရမယ်အထူးမိန်ကဏ္ဍ၄ခွက်ကကျွန်တော်တို့ဘာတွေလဲဆိုရင်နှစ်9နှစ်5နှစ်3နှစ်10ဒီ၄ခွက်ပဲထိုးရနှစ်နဲ့ပတ်သက်ကျွန်တော်တို့6နဲ့ပတ်သက်လို့နော်6နဲ့ပတ်သက်လို့အထူးမိန်ထိုးမယ်ဆိုရင်၄ခွက်ပဲထိုးလို့ရထိုးစရာရှိတယ်အထူးမိန်တင်ထိုးမယ်6နဲ့ပတ်သက်ထိုးရမယ်အထူးမိန်နေဒီ6ခွန်6 5 6 3 60နော်6ခွန်6 5 6 3 60ဒီကဏ္ဍလေးတွေကိုပဲအားလုံးဘက်ကနေပြီးတော့အထူးမိန်အနေနဲ့ထားပြီးတော့ထိုးရမှာဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ညီကိုမိတ်ဆွေများအားလုံးပဲကျွန်တော်မနက်ကအခွေကဏ္ဍလေးပြောပေးမယ်အခွေအနေနဲ့ဆိုရင်ခွန်၄ကိုအပူးထည့်ပြီးတော့ခွေရမလို့ခွန်၄ကိုအခွေပါခွန်၄ကိုအခွေရမ်းကြိုက်ပါတယ်ဒါလေးကိုထိုးပါမနက်တနေ့ကုန်စာအတွက်ကျွန်တော်အကြိုက်ဆုံးတက်လုံးပိုင်းကျွန်တော်ရဲ့ကလိုင်းနာစိုက်ချက်တက်လုံးပိုင်းကိုလိုချင်တယ်ဆိုရင်မိတ်ဆွေများလုံးပဲတေချာလေးတော့မှတ်ကျွန်တော်အကြိုက်ဆုံးတက်လုံးပိုင်းမသိသေးကျွန်တော်ကတော့နှစ်တလုံးလေးကိုကြိုက်တယ်မနက်မှာနော်မနက်ကမှကျွန်တော်နှစ်တလုံးလေးကိုကြိုက်တယ်တကွာတဲလိုချင်တဲ့ကစားသမားများအားလုံးပဲနှစ်6တကွာတဲလိုနော်နှစ်6ဆိုတဲ့ကဏ္ဍတကွာတဲကိုမိတ်ဆွေများအားလုံးပဲအော်ထိုးပါအခုပြောတဲ့ကဏ္ဍလေးဒီ17နာရီ10မိနစ်စီမှာမဖြစ်မနေအထူးမိန်အနေနဲ့တင်ပြီးတော့ထိုးတင်ပြီးတော့ကစားမယ်ကဏ္ဍလေးတွေဖြစ်ပါတယ်မတော်တဆကျွန်တော်တို့17နာရီ10မိနစ်စီမှာမကြခဲ့ရင်4နာရီ30စီမှာ2ဆတင်ပြီးအကူမတွေအားလုံးဘက်ကနေကစားမယ်နော်4နာရီ30စီမှာကျွန်တော်တို့2ဆတင်ပြီးတော့ကျွန်တော်မိတ်ဆွေများအားလုံးပဲကစားရမှာဖြစ်ပါတယ်17နာရီ10မိနစ်စီမှာတကယ်လို့ကြတာနဲ့4နာရီ30စီမှာလဲကျွန်တော်လာတင်ပေးမှာမဟုတ်ပါဘူးအခုဗီဒီယိုဖိုင်မှာပြောပြတဲ့ကဏ္ဍလေးတွေကိုပဲညနေပိုင်းမှာထပ်ပြီးတော့ပြန်ပြီးတော့အားလုံးဘက်ကနေပြီးတော့ထိုးထားကြပါကဲဒါလေးကိုအကြံပြုပေးရပါအပန်းမကြီးဘူးဆိုရင်တော့ကျွန်တော် channel လေးကို subscribe လေးတွေနှိပ်ပြီးတော့ဒီဗီဒီယိုဖိုင်လေးကို like လက်မလေးတွေတယောက်တစ်ချက်လေးနှိပ်ပြီးတော့ကူညီပေးကြပါဦးဗျအားလုံးဘက်ပိုင်းမှာအကူမတွေအားလုံးကျေးဇူးတင်ပါတယ်ဗီဒီယိုဖိုင်အစကနေအဆုံးလာရောက်ကြည့်ရှုပေးတဲ့တဦးတစ်ယောက်ချင်းစီတိုင်းမနမန်ဗုဒ္ဓဦးနေမှာဒိုင်ခွဲပေါက်တဲ့အကူမတွေအားလုံးပဲဖြစ်ပါစေလို့ဆုတောင်းပေးနေကျွန်တော်ဗီဒီယိုဖိုင် like လေးကိုဒီမှာတစ်လုံးနဲ့ပဲကျန်နာပြရစီအားလုံးပဲဘက်ပိုင်းမှာအကူမတွေအားလုံးပဲချစ်ပါတယ်အားလုံးပဲအသက်ရှူတိုင်းငွေတွေဝင်တဲ့အကူမမိတ်ဆွေအားလုံးပဲဖြစ်ပါစေနော်